စီးပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စီးပွားတွေအလုပ်လုပ်ပြီးတော့ရလို့စုတဲ့စီးပွားပဲဖြစ်စေအယောင်းဝယ်လုပ်လို့ရတဲ့စီးပွားပဲဖြစ်စေဒီစီးပွားဟာကိုရလာတဲ့စီးပွားဟာပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လုပ်ရက်ပေါ်မှာမှီပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလုပ်ပါနဲ့ရှောင်ကျဉ်ပါလို့မြတ်စွာဘုရားဒီလိုခေါ်အဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရမေရယမစ္ဆပမာဒဌာနာတဲ့နော်အယက်သေးစာဘီယာဆေဝါမူရဆေဝါတွေသုံးဆွဲတယ်အဲ့ဒီသုံးဆွဲမှုကစီးစိမ်ဥစ္စာပျက်စီးခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီးစိမ်ပြတ်တာဆိုတာဒါအယက်သေးစာတောက်စားမူရတွေအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလည်းမွဲသွားတတ်တာပဲပေါ့ဒီမွဲတာတစ်မျိုးတွေမကဘူးမြတ်စွာဘုရားကထပ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားသူရမေရယမစ္ဆပမာဒဌာနာနုယောဂောဘောဂနာအပါယမုခံတဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်သူရာဆိုတဲ့သေမေရယဆိုတဲ့အရက်မစ္ဆဆိုတဲ့မူရစေဝါပမာဒဌာနာအဲ့ဒီအရာတွေအားလုံးဟာမေ့လျော့ပော့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကိုလောက်ကင်ဆောင်ရွက်နေတဲ့လိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာစီးပွားဥစ္စာပြတ်တတ်တယ်တဲ့ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိသိခာစရိယာနုယောဂောအချိန်မတော်အချိန်တော်လမ်းပေါ်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေလမ်းဆိုတာမှောင်ရိပ်ခုံမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မှောင်ရိပ်ခုလို့ဆိုဖမ်းသွားတယ်ဟိုလို့ဒီလို့ရင်လည်းညဒီလူကထွက်တယ်ဒီလူပဲနေမှာပစ္စည်းပြောင်းရင်လည်းသူစီရောက်လာမှာနော်လက်ဆောင်တွေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချင်းမထားရဘူးလို့ဒီလိုဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိစရဏဘယ်မှာစတေရှိုးရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုက်ကလပ်ရှိတယ်ဆိုသွားခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုသွားတာဟာလဲစီးပွားပြည့်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေနိုက်ကလပ်သွားလို့ခုနတုန်းကဂရေ80ကျွယ်ဝတဲ့တထေးကမွဲသွားတာပဲလေပန်းကုံစော့လိုက်ဆူချလိုက်ပန်းကုံစော့လိုက်ဆူချလိုက်အပေါင်းဖော်တွေအရက်တိုက်လိုက်နဲ့ဆိုကုံရောပေါ့ပိုက်ဆံနော်ပိုက်ဆံကုံကြီးရဲ့အကြောင်းတစ်ခုတဲ့နောက်တစ်ခုကဘာလို့ဆိုဇုတပမာဒဌာနာနုယောဂကစားတာလောင်းကစားတာတွေအများကြီးဗမာပြည်မှာကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးတွေထိုးတယ်ဆိုတာတကယ်နော်တိုက်ပေါ်ကဆင်းပေးလိုက်ရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလိုကစားမျိုးတွေပေါ့လောင်းကစားတွေမှာလှုပ်တဲ့ပုံကိုယ်တွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရောဟာ